အမဘာကြီးဖောက်နေပြန်ပြီလဲ ရုံးကကိုကောင်းဆက်လေးဒီမှာဗလတိုင်းနေ့မှာသူ့ကောင်းမလေးကိုလက်ဆောင်ပေးဖို့တဲ့အဲ့ဒါအီမီဆိုဒီရဲ့ဆိုင်နဲ့ secret လေးရှာပေးပါဆိုလို့ရှာပေးနေတာ ချစ်ရပဲပေးလိုက်ပေါ့အမရေ သူ့ကောင်းမလေးက Aquarius လေးပေးလိုက်လို့ရှိရင် reflect ဖြစ်မှာဆိုလို့တဲ့ secret ရှာပေးပါဆိုလို့ရှာပေးနေတာ အော်သူကလည်းရီးစားလေးတယောက်ရအဖြစ်ကိုတဲ့တယ် တိုးတိုးပြောပါဒီမှာလူတိမခံချင်လို့တော့မှအဖောင်းချမှာသူ့နာမည်ထည့်မပြီးခိုင်းတာဟဲ့ဒီမှာကျန် secret လေးပေါက်သွားပြီ ဟဲ့ချစ်စရာလေးအမရေ ဟုတ်တယ်နော်သူကချစ်ဖို့ကောင်းတာပဲဒါပါလေးနဲ့အော်အေးဟုတ်တယ်ချစ်ဖို့ကောင်းတယ်နော် ချစ်စရာလေးအမရေ ဒါဆိုသူ့ကိုပေးလိုက်တော့မယ် အမတမျိုးအိတ်လေးကိုနည်းနည်းလေးခွင့်ကြည့်ကြမယ်လေ ဟဲ့ကဆင်းကအိတ်ဖောက်ပြရလို့လားကလေးပဲဒီလိုပြပြီးလို့ရှောင်းရတာမဟုတ်ဘူးလား အော်ကိုကောင်းဆက်ပဲအမရေတမျိုးပြောရင်ရပါတယ်ဂျင်းနဲ့နေကြပဲဟုတ် ပြီးတော့ဟာရဲ့မွေးညာပဲနန်လေး ဟုတ်ပါအမမွေးနေရပဲတော့ချစ်စရာလေးအမရေကြည့်ပါဦး ဟဲ့ဟုတ်ပါ တမီးပဲယူလိုက်တော့မယ်အမရေ နေအဲ့လိုလုပ်တော့ငါမျက်နှာပြတ်မှာဗောကိုကောင်းဆောက်တယ် ပြက်ပေါ့အမရေတလားတစ်ခါ तू ကပြက်နေရပဲဟုတ် तू Aquarius ပဲပိတ်ခတ်လိုက်တော့ ပြီးတော့ ကြည့်ပါဦးချစ်စရာ ကိစ္စကိုဘယ်သူမှမသိစေနဲ့ အေးပါသိစရာ အဲ့ဆိုလို့ယူရတယ်ပတ်တယ် ကြည့်စကနေ